အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဒီမှာစေးလေးတွေစုံနေရတော့ねပပပြီးခံပြီးကြည့်ပေးပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကျွန်တော်ကိုလည်းမီးနေကြပါတော့ဒီမီးကဝယ်ထားပြီးတဲ့အချိန်မှာသူတုံးတဲ့အချိန်မှာပေါ့နော်ပေးရမယ့်အချိန်မှာလည်းမပေးပြန်ပွင့်ရမယ့်အချိန်မှာလည်းမပွင့်ဘူးလို့ပြောတယ်အဲ့ဒါလေးကျွန်တော်ပြပြမှာဖြစ်ပါတယ်ကဲအခုဆိုရင်အမြင့်ဆုံးအပူချိန်ကိုကြည့်ရင်ဒီမှာဒီအပွားများလေးကိုဖိထားလိုက်ပေါ့နော်ဒီမှာဒီ38မိတုံဖြစ်နေရလေအမြင့်ဆုံးအပူချိန်ပေါ့နော်ဟိုအနည်းဆုံးအပူချိန်ကိုကြည့်ခြင်းကဒီအောက်ကိုပြတဲ့ညာလေးကိုနည်းနည်းကြကြလေးဖိထားလိုက်ပေါ့နော်ထိထားပြီးရင်အမှမိတုံဖြစ်သွားပြီဆိုလို့ရှိရင်30ခွန်ဆိုတော့အနေဆုံးပူတယ်ပေါ့နော်တနည်းအားဖြင့်ပြောရရင်အကောင်ကျတော့မီးပြန်ထွက်ပြီးတော့ပြန်ပွင့်မဲ့ပူတယ်ပေါ့နော်အခုဆိုရင်ဒီမှာကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာ32ဖြစ်နေပြီကျွန်တော်တို့အနေဆုံးအပူချိန်ကျွန်တော်တို့ထားတာက30ခွန်ထားတာသူက30ခွန်ရောက်လို့ရှိရင်သူပွင့်ရမယ့်ဟာမပွင့်မဲနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုကြော်သွားတာမျိုးဖြစ်တာပေါ့ဒီမှာဆိုလဲပူချိန်ကကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်ကိုလိုကလန်နေဖြစ်နေတာအဲ့ဒါကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ညီကိုကြီးဖြစ်တဲ့အဲ့ဒါပုံစံမျိုးကျွန်တော်ပြပြပါမယ်အခုဆိုရင်ပုံထဲမှာမီးပူချိန်က34ရှိရပါတော့ကျွန်တော်တို့ဒီအခုကျွန်တော်ထားတဲ့အမြင့်ဆုံးအပူချိန်ကိုကျွန်တော်ပြမယ်နော်ဒီအပေါ်များပြတာတဲ့ဟာကိုပြထားတယ်ပေါ့နော်ခဏလောက်အခုဆိုရင်ကျွန်တော်ဆက်မှာကျွန်တော်အမြင့်ဆုံးအပူချိန်30ထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်မှာအပူချိန်30ရောက်ရင်ဆက်ကပိတ်ရအောင်ပေါ့နော်အခုအနည်းဆုံးအပူချိန်ကိုကြည့်မယ်ပေါ့နော်အနည်းဆုံးအပူချိန်ကိုကျွန်တော်ဒီမှာဝါထားမယ်ပုံမှန်အတိုင်းလေးပေါ့နော်20ခွန်တော့ထားမယ်ပေါ့နော်ပြီးရင်ဒီမှာခဏလောက်ဆောင်ပြလိုက်ပါနော်ဒီမှာဆိုလို့ရှိရင်အမြင့်ဆုံးအပူချိန်30ထားတာတောင်36ရောက်နေပေါ့နော်အပူချိန်အတိုင်းပဲမီးကိုမပိတ်ပြီးသွားဘူးအဲ့ဒါအဲ့လိုမျိုးပေါ့နော်ဒီမှာမီးကအပူချိန်တာတပြေးပြေးနဲ့တက်နေရမီးကလုံးဝပိတ်မသွားဘူးပြီးရင်ဒီပူစမ်းစာကိုအေးခံပြီးတော့ကျွန်တော်တို့အနည်းဆုံးအပူချိန်ဖြစ်တဲ့20ခွန်ရောက်ရင်ရောပိတ်မလားဆိုတာကိုအခုစမ်းသပ်ပြမယ်ဗျဒါဆိုရင်အခုခြေထဲကိုစိန်လိုက်ပါပြီမီးရတဖြည်းဖြည်းနဲ့အပူချိန်ဖြည်းနဲ့ကျသွားပြီနော်20ခွန်ရောက်တဲ့အခါတစ်ချက်ကြည့်ရမယ်ခြေကတိတ်နေလို့ကျွန်တော်အခုလိုပြပြရဲဆိုတာဗျာဟိုမတို့ကဲရွေးဒီလိုမျိုးအဲ့ဒါပါတဲ့အလုံးကိုဝယ်မိရဲဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးတော့ကိုလွယ်ကူလုပ်တတ်အောင်ကျွန်တော်ကပြပြဖြစ်ပါခင်ဗျာအခုဆိုရင်ဒီကကျသွားပါပြီ28 20ခွန်26ခွန်အောက်ရောက်တော့ပိတ်သွားရနော်ဒါပေမဲ့ကျွန်တော်တို့အနိုင်ဆုံးထားတာက20ခွန်ရောက်ရင်ကျွန်တော်တို့မီးပြန်ဖွင့်ရမှာအဲ့လိုဖြစ်နေရပါတော့ဟိုဆက်ကအဓိကအဲ့လိုပေါ့အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုရှောင်းပြန်တုပ်ပြီးတော့ကျွန်တော်တို့အထဲကိုပြန်ထည့်မယ်ပေါ့နော်ဒီဟာကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုရင်အခုအမြင့်ဆုံးအပူချိန်ထားတဲ့30နေရာမှာပူထားခြင်းနဲ့ဒီအနည်းဆုံးအပူချိန်20ခွန်
ဘာ20ခွန်ထားမယ်ဆိုလို့ရှိရင်20ခွန်ရွှေ့ပြလိုက်ပါနော်ဟိုအမြင့်ဆုံးဦးကြီးတိုင်းထဲမှာခဏဆောင်ပြလိုက်ပါကြောင်းဒီရက်သွားတဲ့အချိန်ဒီပေါ့ဟုတ်ပြီအခုအနည်းဆုံးဦးကြီးထားတဲ့နေရာမှာကျွန်တော်တို့ကိုအမြင့်ဆုံးထားခြင်းနဲ့30ကိုအဆင်ပြေတော့ပေါ့နော်ကိုထားမဲ့အခုချိန်ကိုထားပေးပါခါဆောင်ပေးလိုက်ပါခင်ဗျဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်အဆင်ပြေလားမပြေလားတစ်ချက်ကြည့်မယ်အခုဆိုရင်အခုချိန်40ဖြစ်နေတဲ့အတွက်ဒီကပိတ်နေပါတယ်ဒါဆိုရင်ဒီအခုချိန်ကြီးကြောသွားအောင်ရှည်လေးစိတ်ပြီးတော့ပြန်ပေါ့ဆိုတော့ဒီပူချိန်ကနေပြီးကျသွားပါပြီ20ခွန်ရောက်ရင်ဒီပြန်ပွင့်ရမှာပါခင်ဗျ20ခွန်ရောက်ရင်ပွင့်မပွင့်ဒါဆိုရင်အဆင်ပြေသွားပါပြီအခုကျွန်တော်ဒီကိုပြောနေတဲ့ဟိုလည်းပေါ့နော်ဒီမှာပူချိန်ကိုအမြင့်ဆုံးပူချိန်30ထားတာအတွက်လည်းအဆင်ပြေသွားပါပြီ30ကျော်ရင်ဒီပိတ်ပါတယ်ဒီရင်ဒီအခုချိန်20အောက်ရောက်သွားပြီဆိုရင်လည်းသူကပြန်ပိတ်တော့မှာပါနောက်ထပ်ကျွန်တော်ကိုပူမီလီမေးနေတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမရဲ့အတွက်ပါဒါကျွန်တော်သုံးတဲ့မီလီပါဒီမီလီက40ဝက်ပါခင်ဗျာကိုမတို့အနေနဲ့သုံးမဲ့ဆိုရင်တော့30ဝက်ကိုကျွန်တော်အကြံပေးချင်ပါတယ်40ဝက်ဆိုလို့ရှိရင်ပုံအထဲမှာကျွန်တော်တို့ပန်ကမရှင်းကြတော့အပူကအရန်ပူပါမြန်တယ်ခင်ဗျ30ဝက်ဆိုရင်အဆင်ပြေပါတယ်ဒါတော့ကျွန်တော်လက်ရှိသုံးနေတဲ့ပူမီလီပါနောက်ရဲ့ YouTube channel လေးကနေနောက်ထပ်လည်းကိုမတို့အတွက်အကျိုးဖြစ်စေမယ့်ဗီဒီယိုလေးကိုထပ်ပြီးဖန်တီးပေးမှဖြစ်တဲ့အတွက်ကျွန်တော်ကိုစောင့်ကြည့်အားပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ